မှာတော့ကျွန်တော်ကဆက်စချင်းလုပ်တဲ့အချိန်တော့လွန်ခဲ့တဲ့နှစ်ပေါင်း40လောက်ကကျွန်တော်လက်မောင်းပြုတ်ပြီးတယ်အဲလက်မောင်းပြုတ်တာကိုပြန်ပြီးတော့ဒီကဘာဖြစ်လို့ကျွန်တော်ဒါကိုပြောလိုက်တဲ့အခါကျတော့လက်မောင်းက training လုပ်ရင်းနဲ့ခြေထောက်ကလိုက်ပြီးတော့အဲ့လိုနာလာတာဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါကျတော့ကျွန်တော်ဒေါက်တာဘီဘီတို့ကျွန်တော်ညီမရဲ့ဆရာဝန်ဆိုတော့သူ့ပြောလိုက်တော့MRI ရိုက်ပါလားကျွန်တော်ရောက်ပါတယ်ရှိတယ်ရိုက်ပြီးတဲ့အခါကျဒီ MRI result ကိုကြည့်ပြီးတော့သဘောမကျဘူးပေါ့အဲ့ဒီ hips မှာရှိနေတဲ့ဘောစီးကစားနေပြီဆိုပြီးတော့မြန်ခုမှဖြစ်မယ်ကျွန်တော်ရဲ့လှုပ်ရှားမှုရတယ်အားရစရာမရှိဘူးပေါ့နော်ဒုက္ခကြီးနဲ့သွားနေရဆိုတာအဲ့ဒါကြောင့်မလို့အခုအဲ့ဒါကိုလွတ်လိုက်ပြီးတော့မြန်ခုတရက်စောစောကူရင်ရောကျွန်တော်ညီတော်မောင်ရဲ့ဒေါက်တာဘီဘီရဲ့ဒေါက်တာစိတ်စိတ်ရဲ့သူတို့ကဝိုင်းပြီးတိုက်တွန်းတော့ကျွန်တော်ဒီနေ့ဒီရောက်လာခဲ့တာ When he visit me, I check his hip on the right side. The right hip is pain out the direction. He cannot full weight bearing on the right hip. And I send him to the X-ray. X-ray is show osteonecrosis that's caught up the severe secondary osteoarthritis happen on the right hip. ဆရာသူအဲ့ဒီ bone hips နဲ့ပတ်သက်ပြီးတော့သူကအသိချင်ရှင်းပြတယ်ပစ္စည်းတွေနဲ့လည်းပြရတယ်ပေါ့ဆရာတော့ကျွန်တော်ရဲ့ MRI ကိုသူကလည်းအသိမှပြုတယ်ကျွန်တော်မြန်မာနိုင်ငံအာယူကရိုက်တဲ့ MRI ကသူကြည့်လိုက်တဲ့အခါကျတော့သူပဲဒေါက်တာဘီဘီတို့ဒေါက်တာစင်စင်တို့ပြောသလိုပဲကြာရင်သူကအယိုးကအဲ့ဒီအယိုးခေါင်းပေါ့အဲ့ဒီကပို့ပြီးတော့ကျွံသွားနိုင်တယ်ပေါ့ဒုက္ခကြီးနဲ့ရှောက်နေတော့အကူလေးရတယ်ဟုတ်နေတယ်ထင်တာပေါ့ကိုကဒါပေမဲ့ပို့ပြီးတော့မသက်သာလာတဲ့အတွက်ကြောင့်မလို့ဒီကလာပြီးတော့ကုတာဖြတ်ပြီးတော့ကုရမယ်လို့ဆရာကလည်းပြောတယ်ဒီမှာတရားကြီးတဲ့ဆရာလည်းပြောတယ်အဲ့ဒီကလဲရမယ်လဲမှတရားကောင်းသွားမယ်ရေရှိကြရင်တော့ဒါပိုကောင်းမယ်လို့သူပြောလို့ကျွန်တော်အဲ့ဒါကိုလဲဖို့အတွက်ဆုံးဖြတ်လိုက်တာပါ The surgery it will be the minimally invasive surgery, computer assisted surgery, and total hip replacement on the right hip. This is a good choice because the total hip replacement with the minimally invasive surgery and as computer assisted surgery with the short stem to save the bone for the future and to place the cup back to the nearly anatomical position in the safety zone. To screw it fixed very nice, make it very secure. And the stem put into the femoral canal in the good position. One night only, he can come back to full weight bearing and start to do the physical therapy and exercise every day. Until today, he can walk by himself full weight bearing on the light and complete 2 weeks stitch up. After that, he can do all daily activity. ဒီဆရာဝန်ကြီးကိုတော့ကျွန်တော်အထူးကျေးဇူးတင်တယ်သူနဲ့သူ့အဖွဲ့လိုက်ပေါ့နော်အဲဆိုဆက်ဆက်အရာမှာကျွန်တော်ဘာမှမကြွန့်ကျင်တဲ့နေရာတစ်ခုကိုရောက်လာတဲ့အခါမှာအားလုံးဝိုင်းပြီးတော့ကူညီဆောက်ရှောက်ပေးတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ဒါကိုလည်းကျွန်တော်တစ်ဆင့်စကားပြန်ပြောချင်တာဝိသနာကိုမခံစားပါနဲ့အဲ့ဒီလိုပဲဒီဆရာနဲ့ contact လုပ်ပါဒီမှာလာရင်သူလေစိမ့်မှာဆိုရင်လည်းလာကြိုပေးတယ်အကုန်လုံးအဆင်ပြေအောင်လုပ်ပေးတယ်ဘာမှပူစရာမရှိလူနဲ့ငွေနဲ့ပဲအောင်လဲမယ်ဆိုလူဟာအရေးကြီးဆုံးပဲလူပဲအရေးကြီးတယ်လူကြံရင်မဲတဲ့ကျွန်တော်မိတ်ဆွေတယောက်ကပြောဘူးလေအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပဲပြောရှင်းတယ်တွေ့ကြုံမရှိလို့စိတ်အားမငယ်နဲ့လို့ဒီမှာကုမိသားစုလိုပဲအားလုံးဝိုင်းပြီးတော့စောင့်ရှောက်ပေးတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်တဲ့အကြောင်းအဖွဲ့သားတွေအားလုံးကိုကျေးဇူးတင်ထိုက်တဲ့လူတွေအားလုံးကိုကျေးဇူးတင်ကြအောင်ပဲတန်တန်ကျွန်တော်ပြောချင်ပါတယ်လို့ဝေဒနာကိုမခံစားနဲ့ချက်ချင်းလာပြင်လိုက်ပါပြုလိုက်ပါပြောင်းလဲမှုပါချက်ချင်းသိသာလာလိုက်ကောင်းတာချက်ချင်းကောင်းတယ်ဆိုတာအဲ့ဒီအတွေ့အကြုံကချက်ချင်းပြပြလာတယ်ဒါကျွန်တော်တယောက်အနေနဲ့ပြောတာပါ